ဟိုမှာလူတွေကငွေလိုချင်တယ်ဝန်ထမ်းတွေဆိုလဲယာရုတိုးချင်တယ်အလုံးမရှိသေးတဲ့လူဆိုလဲအလုံးရချင်တယ်ဒီခေတ်ကာလဆိုပို့ဆိုးကြတာပါဗျာအဲ့အတွက်ဆရာကနီလန်းကောင်းလေးတစ်ခုကိုပြောပြပေးပါမယ်ဒီနီးလေးကိုတေချာမှတ်ထားပါတစ်သက်လုံးသုံးလို့ရပါတယ်တစ်သက်လုံးတော့အသုံးဝင်ပါတယ်အဲ့အတွက်တေချာမှတ်ထားပါဆရာဖတ်ဘူးမှတ်ဘူးလေ့လာဘူးတဲ့ပြုလုပ်ဖူးတဲ့အရာတွေကိုပဲဆရာပြန်လေးပြီးတော့ဝေမျှပေးနေတာဖြစ်ပါတယ်ဒါဆိုရင်စားလိုက်ကြအောင်နော်သူကဘာလုပ်ရမလဲဆိုတော့ဒီဟာတော့လိုတဲ့ပစ္စည်းလေးတွေကမိမိရဲ့လက်တမိုက်ရှိတဲ့ဖျောင်းနိုင်လေးလိုပါမယ်အနည်းဆုံးလက်တမိုက်ရှိရပါမယ်ခင်ဗျပြီးတော့တန်ကြွလေးတစ်ချောင်းဖြစ်ဖြစ်ဘောပင်မှင်ကုန်တာလေးတစ်ချောင်းဖြစ်လိုပါမယ်အဲ့ပစ္စည်းတွေရပြီဆိုရင်စပြီးလုပ်ပါမယ်ဒီမှာတော့နေနေဆရာဥပမာအနေနဲ့တနင်္ဂနွေသားသမီးတွေကိုပြောပြပါမယ်တနင်္ဂနွေသားသမီးတွေစပြီးလုပ်တဲ့ခါကျရင်ဖျောင်းနိုင်လေးကိုယူလိုက်ပါဖျောင်းနိုင်လေးယူလိုက်တဲ့အခါကျရင်စပြီးတော့ရေးမယ်ဆရာဒီမှာပုံမှန်ပြထားပါတယ်ဟုတ်ပြီနော်တနင်္ဂနွေသားသမီးတွေဖျောင်းနိုင်တဲ့တိုင်းကိုယူလိုက်တဲ့အခါဖျောင်းနိုင်မိသားဘက်ကနေအောက်ခြေကိုရေးသွားပါမယ်1 6 4 2 3 5 3ဆိုပြီးရေးသွားပါမယ်ဟုတ်ပြီနော်တနင်္လာသားသမီးတွေဒီတိုင်းပဲ2 3 5 3 1 6 4ဆိုပြီးရေးသွားပါမယ်ဟုတ်ပြီဖျောင်းနိုင်တစ်ဖက်ချက်မှာဒီလိုရေးပြီးသွားပြီတစ်ဖက်ချမ်းလေးကအလွတ်ကြံနေမယ်အဲ့ဘက်မှာမိမိဖြစ်ချင်တဲ့စံနာကိုစေခိုင်းရပါမယ်ဘယ်လိုစေခိုင်းရမလဲဆိုတော့ဗျာငွေဝင်နေတယ်ဆိုရင်ငွေများဝင်စေအလုံးရခြင်းတယ်ဆိုရင်အလုံးရစေဝန်ထမ်းတွေယာရုတိုးခြင်းတယ်ယာရုတိုးစေဆရာပြောသွားတဲ့အထက်မှာအလုံးရစေငွေများဝင်စေယာရုတိုးစေဘာတစ်ခုထူးခြားလဲဆိုတော့အလုံးရပါစေလို့မရေးပါဘူးအလုံးရစေလို့ရေးပါတယ်ငွေဝင်များဝင်ပါစေလို့မရေးပါဘူးငွေများဝင်စေလို့ရေးပါတယ်စေခိုင်းတာပါတောင်းဆိုတာမဟုတ်ပါဘူးဟုတ်ပြီနော်ဒီနည်းလေးကအင်္ဂါဝိတ္တစပွန်နေလို့ခေါ်တယ်ဒီလိုမျိုးအကုန်လုံးရေးပြီးသွားပြီဟုတ်ပြီရေးပြီးသွားပြီဆိုရင်မိမိရဖျောင်းတဲ့ပုံမှာရေးချင်တဲ့အချိန်ရေးလို့ရပါတယ်ထုံးချိန်ကတော့အဓိကမှန်ရပါမယ်ဘယ်အချိန်မှထုံးရမလဲဆိုတော့မိမိရဲ့မွေးနဲ့နှဝင်းပေါ်ချိန်ထုံးပါမယ်မိမိရဲ့မွေးနဲ့နှဝင်းပေါ်ချိန်ကဘယ်ချိန်လဲဆိုရင်ဗေဒနဲ့မရင်းတဲ့သူတွေအတွက်ကတော့ခက်ခဲနေပါလိမ့်မယ်ဒီအတွက်ကြောင့်စထုံးတဲ့နေရာမိမိရဲ့မွေးနေ့ဖြစ်ရပါမယ်မိမိရဲ့မွေးနေ့9နာရီနဲ့10နာရီခွဲတွင်းဖြစ်ရပါမယ်မနက်တော်၎င်းညတော်၎င်းထုံးလို့ရပါတယ်ဟုတ်ပြီနော်အဲ့ဒါကို9ရက်စတိုင်မပြတ်မကွက်ထုံးပါ9ရက်ပြည့်ရင်လုံးဝဆက်မထုံးပါနဲ့ဆရာမနော်9ရက်ပြည့်ရင်လုံးဝဆက်မထုံးပါနဲ့တတိပြုပါရေးရတဲ့ချိန်ရေးထုံးချိန်မှန်မယ်ဟုတ်ပြီစထုံးပြီမင်းရဲ့မွေးနေ့9နာရီနဲ့10နာရီခွဲတွင်းစထုံးကြပြီပေါ့ဗျာကျွန်တော်တို့လည်းထုံးကြပြီပေါ့ထုံးကြပြီဆိုရင်တခုလိုတာလေးဆရာပြပါမယ်တွေ့ရနေညနေရပါမယ်ဘေးနဲ့မရင်းနှီးတဲ့သူတွေအတွက်အောက်မှာလဲစာနဲ့ကပီရှင်ရေးအောက်ကရေးပေးသွားပါမယ်တနင်္ဂနွေသားသမီးတွေအတွက်တွေ့ရနေညကဇီ3ရွက်လိုပါမယ်တနင်္လာသားသမီးတွေကဝါ4ရွက်လိုပါမယ်အင်္ဂါသားသမီးတွေကပြင်းမပေါက်ဗရောက်တော်၎င်း9ရွက်လိုပါမယ်ဗုဒ္ဓဦးသားသမီးတွေကတီဟိုတီ6ရက်လိုပါမယ်ရ6ရက်လိုပါမယ်ကြာပေးသားသမီးတွေကဒန်းထန်းနနက်ရ9ရက်လိုပါမယ်တောက်ကြသားသမီးတွေအုံ1ရက်လိုပါမယ်စနေသားသမီးတွေဘာလို့မလဲဆိုတော့ကုတ်ကို2ရက်လိုပါမယ်ဒါဆိုရပါပြီထုံးတဲ့အချိန်မှာအဲ့ဒီအရွက်တွေကိုမိမိရဲ့ခြေအောက်မှာနင်းပြီးတော့ထုံရပါမယ်ဒါဆိုရင်ရပါပြီမခရင်ဘူးနော်အဲ့တန်းလေးလုပ်ပါစေခိုင်းပါ9ရက်စတိုက်ထုံးပါ9ရက်မပြည့်ခင်ဆရာကိုယ်တိုင်အမြဲတမ်းလုပ်ပါတယ်9ရက်မပြည့်ခင်ဖြစ်ပါတယ်တပိသားကိစ္စလုပ်လို့ရတယ်ငွေကြေးကိစ္စလုပ်လို့ရတယ်မိမိဖြစ်ချင်တဲ့ဆန္ဒအကုန်လုံးလုပ်လို့ရပါတယ်လုပ်ကြည့်ပါလုပ်ကြည့်ပြီးမှဆရာကိုကျေးဇူးတင်ပါသင်တို့အောင်မြင်ပြီဆိုမှကျွန်တော်ကိုကျေးဇူးတင်ပါအားလုံးအတွက်နီလန်းကောင်းလေးတစ်ခုဝေမျှပေးလိုက်ပြီအဲ့အတွက်လိုက်လုပ်ကြည့်ကြပါအကျိုးမရုပ်ပါဘူးအားလုံးလုံရင်